နှလုံးသားထဲကတိုက်ပွဲတခါကရွာအိမ်လေးရဲ့ဝေယနာမှာအဖိုးနဲ့မြေအတူထိုင်နေကြတယ်အပြင်မှာတော့လာတာတာညာချမ်းလေးဖြစ်ပြီးပစင်းရင်ခွဲတန်လေးတွေထွက်ပေါ်နေတယ်အဖိုးဖြစ်သူကရေနွေးချမ်းလေးတောက်ရင်ထိုင်နေတယ်မြေဖြစ်သူကတော့အဖိုးနားမှာထိုင်ရင်တခုခုကိုစဉ်းစားနေပြီးမျက်နှာမကောင်းဖြစ်နေပါတယ်ငါမြေဘာတွေများစဉ်းစားနေလို့မျက်နှာကမသားမယာဖြစ်နေရတာလဲအဖိုးကိုပြောပြပါဦးအဖိုးတားစိတ်ထဲမှာတခါတလေအယမ်းခက်ခဲနေတယ်တချို့လူတွေကိုအယမ်းဒေါသထွက်မိတယ်မနာလိုစိတ်တွေလည်းဖြစ်မိတယ်ဒါပေမဲ့တစ်ဖက်မှာလည်းကျင်နာခြင်းစိတ်ကူညီခြင်းစိတ်တွေရှိနေပြန်ရောကျွန်တော်စိတ်ထဲမှာလူနှစ်ယောက်အားပြိုင်နေတယ်လို့ပဲစစ်ပွဲတစ်ခုဖြစ်နေတယ်အေးငါမြေပြောတာလူတိုင်းမှာဖြစ်တတ်တဲ့သဘာဝပဲတကယ်တော့အဖိုးတို့လူသားအလုံးရဲ့ရင်ထဲမှာဝမ်ပလွေနှစ်ကောင်အမြဲတမ်းတိုက်ပွဲဖြစ်နေကြတာကွာပထမဝမ်ပလွေကတော့မကောင်းဆိုးဝါးပဲသူကဒေါသမနာလိုမှုလောဘမာနနဲ့အမုန်းတရားတွေကိုကိုးစားပြုတယ်ဒုတိယဝမ်ပလွေကတော့ကောင်းမြတ်ခြင်းပဲသူကငြိမ်းချမ်းမှုချစ်ချင်းမေတ္တာဂရုဏာနဲ့ရိုးသားမှုကိုကိုးစားပြုတယ်အဲ့ဒီဝမ်ပလွေနှစ်ကောင်ကလူတိုင်းရဲ့နှလုံးသားထဲမှာအမြဲတိုက်ပွဲဝင်နေကြတာအဖိုးအဲ့ဒီဝမ်ပလွေနှစ်ကောင်ကအမြဲပဲတိုက်နေကြရင်ဘသူကအနိုင်ရမှာလဲအော်အဖြေကတော့ရှင်းရှင်းလေးပါငါမြင်ရမင်းအစာကျွေးတဲ့ဝမ်ပလွေကအနိုင်ရမှာပေါ့အစာကျွေးတယ်ဆိုတာဘာကိုပြောတာလဲအဖိုးအစာကျွေးတယ်ဆိုတာကတခြားမဟုတ်ဘူးငါမြေရဲ့အတွေ့အပြောနဲ့အပြုအမူတွေပါငါမြေကဒေါသကိုရှေ့နှန်းတင်မယ်သူတစ်ပါးပေါ်မကောင်းကြံမယ်ဆိုရင်တော့မကောင်းဆိုးဝါးဝမ်ပလွေကအစာဝပြီးတန်မာလိမ့်မယ်အဲ့ဒီအခါအမုန်းတရားတွေကငါမြေကိုဝါမျိုးသွားပြီးမကောင်းတာတွေပြုမိလိမ့်မယ်ဒါပေမဲ့ငါမြေကောင်းတာကိုပဲတွေးမယ်ကောင်းတာကိုပဲလုပ်မယ်ဆိုရင်ငါမြေရင်တွေကကောင်းမြတ်တဲ့ဝမ်ပလွေကတန်မာလာပြီးမကောင်းတာတွေကိုအောင်နိုင်သွားလိမ့်မယ်အဖိုးတို့အားလုံးရဲ့ရင်ထဲမှာအမောင်တူးရှိသလိုအလင်းရောင်လည်းရှိတယ်အရေးကြီးတာကဘယ်ရာကိုအားပေးမလဲဘယ်ဝမ်ပလွေကိုအစာကျွေးမလဲဆိုတာပါပဲငါမြည်အိမ်လေးတဲကဖျောင်းတိုင်မီးအောင်အောင်မှာအဖိုးနဲ့မြေနောက်ဦးသားနားလည်မှုရှိပြုံးလိုက်ကြတယ်ကောင်းကင်မှာတိမ်တိုက်တွေလွင့်စင်သွားပါပြီမြေးလေးရဲ့ရင်ထဲကဝေခွဲမရဖြစ်နေခဲ့တဲ့အတွေးစာတွေလည်းရှင်းလင်းသွားပြီဖြစ်တယ်လို့အပြင်ဘက်မှာလည်းလာမင်းကြီးကလင်းလင်းပပတာယာနေပါတော့တယ်